ဟာကိုင်းရင် ဗျာ ကျွန်တော်စိန်ဝင်ခြင်းလို့ဗျ ပြော ဟို ပါ ကလေ ဗျာ ကျွန်တော်တသိန်းတန်စိန်ဝဲခြင်းတယ်အခုလို့စီမှာရှိမလားမသိ တသိန်းတန်နဲ့ဆိုကိုလေကျွန်တော်တို့ဆိုင်မှာ20စီးလောက်တည်းရမယ်ဗျဆိုတော့20စီးဆိုကိုလေကာလာကတော့ share ရမယ်ဆိုတော့20စီးစိတ်ကကျွန်တော်ဘယ်လိုမျိုးခက်လို့ရမလဲဆိုဥပမာထားပါတော့လက်စုပ်တေးသေးလေးတွေမှာစိန်ပွင့်လေးတက်တာမျိုးငကလေးမှာခက်တာမျိုးဒါမျိုးတော့သုံးရမယ်ဗျ တသိန်းဆိုရင်ကျွန်တော်နည်းနည်းလေးနင်းနေမှာဆိုကျွန်တော်9သိန်းတန်လောက်သုံးမယ်ဆိုရင်ရောဗျ 9သိန်းဆိုရင်တော့ကိုလေရှင်းလုံးစီး site လောက်တည်းအစပြီးရပြီဆိုတော့အဲ့လို design မျိုးဆိုကျွန်တော်တို့ဘယ်လိုအထည်မျိုးခက်လို့ရမလဲဆိုရင်ဥပမာထားပါတော့မိန်းကလေးငယ်ငယ်လေးတွေဝတ်ဖို့လက်စုပ်တေးသေးလေးတွေမှာကျွန်တော်စိန်လေးတက်တာမျိုးတပွင့်လက်စုပ်လေးတွေတပွင့်ငကလေးတွေခက်တာမျိုးကျွန်တော်တို့အဲ့လိုမျိုးစပြီးတော့သုံးလို့ရပြီဗျ 9သိန်းတန်တဲကပါတဲ့စိန်တွေကျွန်တော်တိတ်တော့မကြိုက်သေးဘူးเนาะကျွန်တော်အဲ့ထက်မြင့်ခြင်းနဲ့ကျွန်တော်10သိန်းတန်လောက်သုံးမယ်ဆိုရင်ရော ဘိုးလေး10သိန်းဆိုရင်တော့ကျွန်တော်တို့9လုံးစီးလောက်တည်းအစပြီးတော့ခက်လို့ရပြီဆိုတော့9လုံးစီး site ဆိုကိုကျွန်တော်တို့ခုနကျွန်တော်ပြတဲ့ပုံထဲမှာပြတဲ့ design မျိုးပေါ်မှာစိန်သားပေါ်တဲ့ပုံစံမျိုးလေးပေါ့ဗျဆိုတော့အဲ့လိုမျိုးလေးစပြီးခက်လို့ရမယ်ဗျ အခုပေါ့နော်ကျွန်တော်10သိန်းထိရောက်လာတယ်ကျွန်တော် GI မပါသေးဘူးပေါ့နော်ကျွန်တော် GI လေးလေးလဲလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒါဟို330လောက်ထိကျွန်တော်တက်ကြည့်မယ်ပေါ့နော်အဲ့လောက်ဆိုရင်ရောအကိုဘာရနိုင်လဲဗျ သိန်း30ထဲမှာဆိုရင်တော့ကိုလေ GI တွေကလိုချင်တယ်ဆိုရင်ကျွန်တော်တို့ 0.4 site လောက်ရမယ်ဗျဆိုတော့ 0.4 site လောက်ကို GI ထဲမှာ color အသစ်အတင်တွေကကျွန်တော်တို့အဆင်ပြေဝယ်လို့ရမယ်တကယ်လို့မြန်ကိုလင်းကသိန်း30ကို without တရရွေးမယ်ဆိုရင်ကျွန်တော်တို့ကငါးမုတ်ကိုက်လောက်ရမယ်ဗျငါးမုတ်ကိုက်ကို color တော်တော်ကောင်းတယ်တွေက without တရရွေးလို့ရမယ်ဗျ ဟုတ်ကဲ့ပါကျွန်တော်ကိုရင်းရဲ့3ရင်နဲ့ဈေးကမထူးတော့ပါထွေးထွေးတက်လာပေါ့နော်ကျွန်တော်350လောက်ကျွန်တော်သုံးမယ်ဆိုရင်ရောကျွန်တော်ဘာရအောင်လဲ သိန်း50ဆိုရင်တော့ကိုလင်းကကျွန်တော်ကတော့ without ထဲကမဝယ်စေချင်တော့ဆိုတော့ကျွန်တော် GI ထဲပါကျွန်တော်ရွေးမယ်ဆိုတော့ GI ထဲကရွေးမယ်ဆိုရင်ကိုလင်း 0.5 ကိုလေ 0.5 ကိုကာလာအမြင့်ပိုင်းနဲ့ရမယ်တကယ်လို့ကိုလင်းက 0.6 လောက်သွားကျင်တယ်ဆိုလို့ရှိရင်လည်း GI တွေကရွေးလို့ရသေးတယ်သိန်း50နဲ့ 350လောက်ကိုအဲ့လောက်ပဲရတယ်ဆိုတော့ကျွန်တော်အပွင့်လေးနည်းနည်းကြီးကျင်တယ်ပေါ့နော်အပွင့်နည်းနည်းကြီးရလေးလိုချင်တယ်ကျွန်တော်300လောက်ထပ်တင်မယ်ဆိုရင်ရောဘယ်လောက်ရနိုင်လဲဗျ သိန်း100ဆိုရင်တော့ကိုလင်းကျွန်တော်တရေဒီလောက်ရပြီ 0.9 carat ပေါ့ဆိုတော့ကျွန်တော်0.9 carat မှာကိုလင်းကာလာအနေနဲ့ကတော့ G color လောက်ဖြစ်မယ်ဗျဆိုတော့ G color တွေကရမယ် GI တွေကရမယ်ဗျ အဲ့တော့မှကျွန်တော်တကယ်ရက်ထဲမကြော်သေးဘူးပေါ့နော်ကျွန်တော်တကယ်ရက်ထဲလည်းကြော်ခြင်းနေဆိုတော့ကျွန်တော်ရှုပ်ပါတယ်ကိုရဲ့ကျွန်တော်300လောက်ပြစ်သုံးလိုက်မယ်ကိုအဲ့ဒါဆိုဘာရနိုင်လဲ မိုက်သွားပြီကိုလင်းသိန်း300ဆိုရင်တော့ကျွန်တော်တကယ်ရက်ကြော်သွားပြီဆိုတော့တကယ်ရက်ကိုမှကျွန်တော် 1.2 carat လောက် 1.2 carat လောက်ကိုကျွန်တော် color တော်တော်မြင့်နေတယ်ရလိမ့်မယ်တကယ်လို့မြန်ကိုလင်း site လေးနည်းနည်းကြီးနေတယ်ဆိုရင်တော့ 1.5 carat ကို color ကတော့နှိမ့်သွားမယ်ဗျအဲ့လောက်ထိဝယ်လို့ရမယ်ဗျ ကိုင်းရင်ကျွန်တော်ကောင်မလေးကစိန်ပွင့်ဆိုကြီးမှကြိုက်တာဗျသူကကြီးတာမှကြိုက်တာဆိုတော့ဗျကျွန်တော်300လောက်သုံးပလိုက်မယ်ဗျကျွန်တော်300သုံးမယ်ဆိုဘာရနိုင်လဲ မိုက်သွားပြီကိုလင်း300ဆိုရင်တော့ကျွန်တော်တို့ 1.5 carat လောက်ရမယ်1.5 carat ကိုလင်း color share ဖြစ်မယ်အဲ့ကိုမြန်ကိုလင်းကောင်မလေးက site ကြီးတာလို့ရှင်နေဆိုတော့ကျွန်တော်တို့ကနကရိတ် site လောက်ကိုလင်း color အနေပိုင်းတွေကရွေးမယ်ဆိုတော့ရွေးလို့ရတော့သေးတယ်ဗျ300ရမယ် ဟုတ်ပါပြီဗျကိုင်းရင်ကျွန်တော်ဟိုတတ်မှာဗျတစ်ခါပဲပေးရ proposal ring ပေါ့နော်အဲ့တော့300တွေ300တွေသုံးတာကျွန်တော်တိတ်စိတ်ဝင်စားတော့ကျွန်တော်နောက်ဆုံးဗျ3000လောက်ပြစ်သုံးလိုက်မယ်ဗျအဲ့ဆိုရင်တော့ကောင်းကောင်းရမယ်ထင်တယ်ဗျ share ဖြစ်သွားပြီ3000ဆိုတော့ကိုလင်းကျွန်တော်နကရိတ် site လောက်ထဲရပြီနကရိတ် site ကိုလင်း color အမြင့်ပိုင်းတွေကလိုချင်တယ်ရတယ်တကယ်လို့မြန်ကိုက site ကြီးတာလိုချင်တယ်ဆိုရင်တော့ 2.5 လောက်ထဲက color အနေပိုင်းတွေကယူမယ်ဆိုရင်တော့ရနိုင်သေးတယ်ဗျဒါနဲ့ကိုလင်းဘယ် site ယူမလဲဗျ ကျွန်တော်ရွေးနေတာတသိန်းတန်ဗျာ ဟာဗျာ For those who want more